လူတယောက်ဒါမှမဟုတ်အဖွဲ့အစည်းတစ်ခုဟာနေကဘာကြီးကိုအုပ်ချုပ်နိုင်ဖို့အထိဆိုရင်ဘယ်လောက်ထိစူးစမ်းရမလဲဆိုတာကိုစဉ်းစားမိကြလားကဘာတစ်ချမ်းလောက်ကိုသိမ်းပိုက်နိုင်ခဲ့တဲ့ဟစ်တလာရဲ့စူးစမ်းမှုတွေထဲမှာတော့အရန်ဟိုထူးဆန်းတဲ့နီလန်းတွေပါဝင်တယ်လို့ဆိုရမယ်ဘာလို့အဲ့လိုပြောရလဲဆိုရင် The Search for the Holy Land ဆိုရဲယေရှုခရစ်တော်ရဲ့သွေးတွေစွန့်ထင်းနေတယ်လို့ယူဆရတဲ့လှန်သွားကိုရှာဖွေခြင်းနေအဲ့ဒီလှန်သွားကိုသာရရင်ကဘာကြီးကိုအုပ်စိုးနိုင်မယ်ဆိုတဲ့အယူအဆတွေ Holy Grail လို့ခေါ်တဲ့ယေရှုခရစ်တော်ရဲ့နောက်ဆုံးညစာမှာသုံးခဲ့တဲ့တောက်တော်ရေခွက်ရှာပုံတော်တွေအဲ့ဒီတောက်တော်ရေခွက်ကိုသုံးနိုင်တဲ့သူဟာအနာရောဂါတွေကိုပျောက်ကင်းစေတယ်။ထာဝရနုပြိုစေတယ်ဆိုတဲ့ဒဏ္ဍာရီတွေနာဇီ SS အဖွဲ့ရဲ့အောက်လန်ဗဟိုဌာနလို့လူတွေပြောကြတဲ့ We Will Ban နန်းတော်ကိုသူတို့ရဲ့အဓိကအရေးပါတဲ့အချက်အချာအဖြစ်နဲ့ကျောင်းရွှေ့စေတာတွေရှေးဟောင်း room တင်ခဲ့တာတွေကိုမြန်မာလိုပြောရရင်တော့အင်းအိုင်ဂါရာမန်နေရပေါ့ဗျာအဲ့ဒါတွေနဲ့ဆက်ဆက်နေတဲ့နာဇီဒဏ္ဍာရီပုံမြင်နေပူရတဲ့အစွမ်းတက်တီတွေရှိတယ်လို့ယူဆရတဲ့ရှေးဟောင်းအာရီယန်လူမျိုးတွေကိုအစရှာဝေခြင်းနေတန့်စင်နဲ့သွေးမျိုးဆက်ဖန်တီးဖို့အတွက်ရုံးနဲ့တခြားမျိုးနွယ်တွေကိုရည်ရွယ်ချက်ရှိတုတ်တင်ခဲ့တာတွေတိဘက်မှာလုပ်ခဲ့တဲ့သူတေသနာနဲ့ထူးဆန်းတဲ့ဗဟေလိမျိုးတော့ရှမ်ဘဲလာရှာဝေမှုဒဏ္ဍာရီတွေဒီအောက်ကိုရောက်သွားတယ်လို့ပြောကြတယ်အက်တလန်တင်မျိုးတော့ရှာဝေတဲ့ကောလာဟလာတွေ The Hollow Earth Theory လို့ခေါ်တဲ့ကဘာကြီးရဲ့မြေအောက်မှာထူးဆန်းတဲ့တခြားကဘာတစ်ခုရှိသေးတယ်ဆိုတဲ့အယူအဆတွေဗဟီလို့ခေါ်တဲ့ထူးဆန်းတဲ့စွမ်းအင်ရှာပုံတော်အကြောင်းတွေထူးခြားတဲ့စင်တဲ့လူမျိုးဖန်တီးခြင်းဆိုတဲ့အကြောင်းတွေနောက်ဆုံးအခုခေတ်အနုမြူပုံမပေါ်ခင်ကတည်းကယူရေနီယံကနေအနုမြူပုံလို့ဖို့အထိစမ်းသပ်မှုတွေအဲ့ဒါတွေကနာဇီတွေနဲ့ဆက်ဆက်နေတယ်လို့ပြောလိုက်ရင်တော်တော်အံ့ဩစရာကောင်းသွားတယ်မလားဒီထက်ကတချို့အချက်တွေကတက်သေးနဲ့တကွာမှတ်တမ်းတင်ထားတာတွေဖြစ်ပြီးတော့တချို့ကလည်းတက်သေးအခိုင်အမာမရှိတဲ့ဒဏ္ဍာရီတွေဖြစ်ပါတယ်ဒီတချို့ဟာတွေကကောလာဟာလာတွေဆိုလဲဘာကြောင့်အဲ့ဒီကောလာဟာလာတွေကကဘာကျော်လောက်အောင်ကြီးထွားသွားတာလဲဆိုတာကိုကျွန်တော်ကပုံမြင်ပြောသလိုနားထောင်ကောင်းရုံပြောပြမှာမဟုတ်ဘဲနဲ့အဓိကဒီလိုထူးထူးဆန်းဆန်းအကြောင်းအရာတွေအပေါ်မှာလူတွေရဲ့ယုံကြည်မှုကြောက်ရွံ့မှုတွေကိုအသုံးချပြီးတော့သူတို့ဘလို့လက်တွေ့ကြကြအမျက်ထုတ်ခဲ့လဲဆိုတာကိုရှင်းပြမှာဖြစ်ပါတယ်ဒါကတော့အာနာရှင်တွေရဲ့စိတ်ကိုပို့ပြီးတော့နီးစပ်စပ်မြင်ရမယ် documentary လို့ပြောရင်ပုံမှန်ပါတယ်ဒါဆိုရင်စပြောရအောင်အောင်ပွဲတွေကိုယူဆောင်ပေးတယ်လို့ယုံကြည်ကြတယ်လှန်ဒီလန်ဟာတာမန်စစ်လက်နက်တခုမဟုတ်ပါဘူးဒါစုနှစ်တွေကြာလာတာနဲ့အမျှဒီလန်ဟာဘရင်တွေရဲ့အာဏာဘာသာရေးယုံကြည်မှုနဲ့စစ်ပွဲအောင်မြင်မှုတွေနဲ့ဆက်ဆက်လာခဲ့ပါတယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာအစားပိုင်းမှာဒီလန်ကိုယေရှုခရစ်တော်ကိုထိုးရတဲ့လှန်လို့တောင်မှမတတ်မှတ်ကြသေးပါဘူးသမိုင်းမှတ်တမ်းတွေအရဒီလှန်နဲ့ပတ်သက်ပြီးတော့ထင်ရှားလာတဲ့ပထမဆုံးဂျာမန်ဘုရင်တွေထဲမှာဟင်နရီပထမဘုရင်ပါဝင်ပါတယ်926ခုနှစ်မှာဟင်နရီဟာဘာဂန်ဒီဘုရင်ရူဒေါ့ဒုတိယစီကနေဒီလန်ကိုရရှိခဲ့တယ်လို့မှတ်တမ်းတွေမှာဖော်ပြထားတယ်အဲ့ဒီအချိန်မှာဒီလန်ဟာနောက်ပိုင်းကာလတွေမှာပြောလာကြတဲ့ကံကြမ္မာလှန်ဆိုတဲ့အဓိပ္ပာယ်မရသေးပါဘူးဒါပေမဲ့တိတ်မကြခင်မှာဒီလန်ဟာစစ်မြေပြင်ပေါ်ရောက်လာခဲ့တယ်933ခုနှစ်မှာဟင်နရီဘုရင်ရဲ့တပ်တွေကမဂျာယာလူမျိုးတွေရဲ့တပ်နဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ရတယ်အဲ့ဒီတိုင်းဝဲမှာဟင်နရီဘုရင်ဟာဒီလန်ကိုကင်ဆောင်ခဲ့တယ်လို့မှတ်တမ်းနေရဆိုတယ်ပြီးတော့ဟင်နရီဘုရင်အောင်ပွဲရခဲ့ပါတယ်အဲ့ဒီနေရာကစပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်လူတွေရဲ့စိတ်ထဲမှာတော့ဘုရင်ကအောင်ပွဲရတာအဲ့ဒီလှန်ကြောင်းလားဆိုပြီးတော့စပြီးတော့ယုံကြည်လာနိုင်ပါတယ်တကယ်တော့အောင်ပွဲရခြင်းမှာစစ်တပ်အင်အားစစ်ရေးနည်းဗျူဟာနဲ့အခြေအနေအမျိုးမျိုးပါဝင်နိုင်ပါတယ်ဒါပေမဲ့လူသားတွေရဲ့ဘောဓဘာဝထူးကြပါတယ်အောင်မြင်မှုတစ်ခုဖြစ်လာတဲ့အခါမှာအဲ့ဒီအောင်မြင်မှုနဲ့တစ်ချိန်တည်းမှာထင်ရှားနေတဲ့ပစ္စည်းတစ်ခုကိုအောင်မြင်မှုရဲ့အကြောင်းရင်းတစ်ခုအဖြစ်နဲ့ဆက်ဆက်တွေးတော့ကြတယ်အရင်ကရှေးဟောင်းလှန်တစ်ချောင်းအဖြစ်သာရှိနေတဲ့ပစ္စည်းတစ်ခုဟာအဖေးပြေးနဲ့အောင်ပွဲကိုယူဆောင်လာပေးနိုင်တဲ့အဆောင်တစ်ခုလိုမျိုးအထိပ္ပယ်သက်ရောက်လာခဲ့တယ်ဒါပေမဲ့ဒီနေရာမှာမေကွန်းတစ်ခုကကျန်နေပါသေးတယ်လှန်ကတကယ်ပဲအောင်ပွဲကိုယူဆောင်လာပေးနိုင်တာလားဒါမှမဟုတ်အောင်ပွဲရပြီးတဲ့နောက်မှာလူတွေကလှန်ကိုအစွမ်းရှိတဲ့အရာတစ်ခုလိုယုံကြည်လာကြတာလားသမိုင်းကဒီမေကွန်းကိုတော့တိတိကျကျမပြေနိုင်ပါဘူးဒါပေမဲ့ဒီယုံကြည်မှုဟာဟင်နရီဘုရင်နဲ့အတူမရက်တက်နေခဲ့ပါဘူးဟင်နရီနောက်ပိုင်းမှာဒီလှန်ဟာဂျာမန်ဘုရင်တွေရဲ့လက်ထက်မှာဆက်လက်ရောက်ရှိလာခဲ့တယ်အဲ့ဒီထဲမှာအရေးကြီးဆုံးတစ်ယောက်ကတော့အော်တိုပထမဘုရင်ဖြစ်ပါတယ်အော်တိုကနောက်ပိုင်းမှာဟန်ဂရီဘက်ကမဂျာယာတပ်တွေကိုတိုက်ခိုက်ခဲ့တဲ့စစ်ပွဲကြီးတစ်ခုမှာအောင်ပွဲရခဲ့တယ်955ခုနှစ် Let's Play တိုက်ပွဲပါဒီတိုက်ပွဲကြီးကအော်တိုရဲ့အာနာတီမြဲရေးအတွက်အလွန်အရေးကြီးတဲ့အောင်ပွဲတစ်ခုဖြစ်ခဲ့တယ်ပြီးတော့ဒီနေရာမှာထူးခြားတာတစ်ခုရှိတယ်အော်တိုရဲ့လက်ထဲမှာလည်းဟင်နရီနဲ့ဆက်ဆက်နေတဲ့အဲ့ဒီလှန်ရှိနေတာပါအောင်ပွဲတစ်ချိန်ပြီးတစ်ချိန်ဘရင်တစ်ပါးပြီးတစ်ပါးဒီလန်ဟာအာနာရှိသူတွေရဲ့လက်ထဲမှာဆက်လက်ရှိနေတဲ့အခါလူတွေရဲ့အမြင်မှာဒီပစ္စည်းဟာတာမန်လက်နက်တစ်ခုမဟုတ်တော့ပါဘူး
ဒီလန်ကိုပိုင်ဆိုင်ထားတဲ့ဘရင်ဟာအောင်ပွဲကိုရနိုင်နေဆိုတဲ့ယုံကြည်ချက်ကပို့ပြီးတော့အားကောင်းလာနိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာနောက်ထပ်ရှုထောင့်တစ်ခုကိုလည်းမမေ့သင့်ပါဘူးဘရင်တစ်ပါးဟာသူ့ရဲ့အာဏာကိုလူတွေကလက်ခံရလာစေခြင်းနဲ့ဆိုရင်သူကတာမန်လူတရားမဟုတ်ဘဲနဲ့ကြီးကျယ်မြင့်မြတ်တဲ့အာဏာကိုရရှိထားတဲ့သူလို့သက်သေပြနိုင်တာအလွန်အရေးကြီးပါတယ်ဒီလိုအချိန်မှာရှေးဟောင်းပြီးမြင့်မြတ်တယ်လို့ယုံကြည်ထားကြတဲ့အလှန်တစ်ချောင်းကိုဘရင်တယောက်ကဂိုင်းဆောင်ထားခြင်းဟာသူစစ်သားတွေအတွက်လည်းစိတ်ဓာတ်ကိုတက်ကြွလာနိုင်စေပါတယ်ပြည်သူတွေအတွက်လည်းဘရင်ရဲ့အာဏာကိုပို့ပြီးတော့ယုံကြည်လာနိုင်စေပါတယ်ရန်သူတွေအတွက်လည်းဒီဘရင်ဟာဘုရားသခင်ရဲ့ကောင်းချီးနဲ့အောင်ပွဲကိုရရှိထားတဲ့သူပဲဆိုပြီးတော့နည်းနည်းရှိန်သွားနိုင်ပါလေဒါကြောင့်ဒီလှန်ရဲ့အစွမ်းကိုလူတွေယုံကြည်လာကြတာလူတွေကအယူသီးလိုတစ်မျိုးတည်းမဟုတ်ပါဘူးတစ်ဖက်မှာယုံကြည်သူတွေရှိသလိုတစ်ဖက်မှာတော့အာဏာရှိသူတွေကအဲ့ဒီယုံကြည်မှုကိုသူတို့ရဲ့အာဏာခိုင်မာအောင်အသုံးချနိုင်ခဲ့ပါတယ်ဒီနှစ်ခုကတစ်ခုနဲ့တစ်ခုဆန့်ကျင်နေတာလည်းမဟုတ်ပါဘူးတခါတလေလူတွေကအမှန်တကယ်ယုံကြည်နေတဲ့အရာကိုပဲအာဏာရှိသူတွေကအသုံးချတတ်ကြပါတယ်ပြောရရင်တော့ဗျာအမျိုးဘာသာသဒ္ဒနာကိုကျုပ်တို့ကဘယ်လိုစောင့်ရှောက်တာပေါ့နော်ဘယ်အဖွဲ့အစည်းလက်ထဲကိုသာအာဏာရောက်မယ်ဆိုရင်ခင်ဗျားတို့နိုင်ငံကြီးကဘာနိုင်ငံကြီးဖြစ်သွားမယ်ဘာညာပေါ့နော်အဲ့လောက်ဆိုသဘောပေါက်မှာပါအဲ့ဒီအချိန်မှာလှန်တစ်ချောင်းဟာစစ်ပွဲမှာရန်သူကိုထိုးဖို့သုံးတဲ့လက်နက်တစ်ခုထက်လူတွေရဲ့ယုံကြည်မှုကိုထိန်းချုပ်နိုင်တဲ့သင်္ကေတတစ်ခုဖြစ်လာနိုင်ပါတယ်ဒါဆိုရင်ဟစ်တလာရဲ့လက်ထဲဒီလှန်ရောက်လာတဲ့အခါဘာတွေဖြစ်ခဲ့သလဲဒီနေရာမှာတော့တမိုင်းရဲ့တနာကြီးဟာတနေရာထဲမှာရောထွေးသွားပါတယ်1938ခုနှစ်မက်လာမှာဂျာမနီကအော်စတြီးယားကိုသိမ်းပိုက်လိုက်ပါတယ်အဲ့ဒီအချိန်မှာဗီယက်နာမြို့ရဲ့အင်ပါယာအမွေအနှစ်တွေကဟန်ဘတ်မင်းဆက်နဲ့ဆက်နေတဲ့ရှေးဟောင်းအမွေအနှစ်တွေဖြစ်ပြီးတော့အဲ့ဒီထဲမှာအခုကျွန်တော်တို့ပြောနေတဲ့မြင့်မြတ်တဲ့လှန်လဲပါပါတယ်ဟစ်တလာအတွက်အဲ့ဒီအရာတွေကတာမန်ပြရိုက်ထဲဟာရှေးဟောင်းပစ္စည်းတွေမဟုတ်ပါဘူးအဲ့ဒီဟာတွေကတစ်ချိန်ကဂျာမန်အင်ပါယာရဲ့အေဂရစ်တွေကိုင်ဆောင်ခဲ့တဲ့အာနာရဲ့သင်္ကေတတွေဖြစ်လို့ပါပဲမြို့ရန်ဘတ်မျိုးကလည်းအဲ့ဒီအင်ပါယာသမိုင်းနဲ့အထူးဆက်နွယ်နေတဲ့မြို့တစ်မြို့ပါဒါကြောင့်1938ခုနှစ်မှာဟစ်တလာရဲ့အမိန့်နဲ့အင်ပါယာအမွေအနှစ်ကိုဗီယက်နာကနေနူးရန်ဘတ်ကိုပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်ဒီဖြစ်ရပ်ကတော့တကယ်သမိုင်းပါဒီအကြောင်းကိုပဲဒါလူတချို့ကတော့အောင်မြေအဖြစ်နဲ့ဒီမျိုးကိုပြောင်းတယ်လို့ဆိုကြပါတယ်ဒါရရလိုဘာလိုပေါ့နော်ပြီးတော့အဲ့ဒီအမွေအနှစ်တွေကိုနူးရန်ဘတ်မှာကျင်းပတဲ့နာဇီပါတီရဲ့ကြီးမားတဲ့အခမ်းအနားတွေနဲ့ဆက်ပြီးတော့ပြသခဲ့ကြတယ်အဓိပ္ပာယ်ကတော့ရှင်းပါတယ်အချိန်ကဂျာမန်အင်ပါယာကိုအုပ်ချုပ်ခဲ့တဲ့မင်းဆက်တွေရဲ့အမွေအနှစ်တွေအခုတော့ဟစ်တလာရဲ့ဂျာမန်နိုင်ငံတော်ကြီးကိုပြန်လည်စည်းဝင်ရောက်ရှိခဲ့ပြီဆိုတဲ့သဘောပါဒီလိုနဲ့ဟစ်တလာရှေ့ကဂျာမန်အာဏာကိုငါဆက်ခံတဲ့သူအဲ့လိုမျိုးသဘောထားကိုလူလူရှေ့မှာပြသနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီနေရာမှာဇလန်ကပိုပြီးထူးဆန်းလာပါတယ်နောက်ပိုင်းမှာအလွန်နာမည်ကြီးတဲ့ဇလန်တစ်ခုအရာဟစ်တလာလူငယ်ဘဝကဗီယက်နာမှာရှိနေတဲ့ဒီလှန်ကိုတွေ့ခဲ့ပြီးတော့လှန်ရဲ့ဒဏ္ဍာရီကိုအရင်ပဲစိတ်ဝင်စားသွားခဲ့တယ်လို့ဆိုတယ်တချို့ဇလန်တွေကတော့လှန်အောင်မြင်တဲ့အချိန်မှာဟစ်တလာထူးခြားတဲ့အမြင်အာရုံတစ်ခုကိုရရှိခဲ့ပြီးတော့သူ့ရဲ့အနာဂတ်ကဘာကြီးကိုအုပ်စိုးမဲ့ကံကြမ္မာကိုတော့မြင်တွေ့ခဲ့ရတယ်လို့ဆိုတယ်ဒီဇလန်မှာတော့လှန်ဟာရိုးရိုးအဆောင်တစ်ခုမဟုတ်တော့ဘဲနဲ့အာနာကိုပေးနိုင်တဲ့အဆောင်ဖြစ်လာပါတယ်လှန်ကိုကိုင်းဆောင်သူဟာကဘာကြီးရဲ့အာနာကိုရနိုင်တယ်လှန်ကိုဆုံးရှုံးလိုက်ရင်တော့အာနာနဲ့အတူသူ့အသက်ပါဆုံးရှုံးနိုင်တယ်ဆိုတဲ့ယုံကြည်မှုတွေကိုအခြေခံပြီးတော့ဟစ်တလာလှန်ကိုရဖို့တစ်သက်လုံးစောင့်နေခဲ့တယ်ဆိုတဲ့ဇလန်ဟာနောက်ပိုင်းမှာအလွန်နာမည်ကြီးလာပါတော့တယ်ဒီနေရာမှာကျွန်တော်ရှင်းပြချင်တာလေးရှိတယ်ပေါ့နော်။သမိုင်းဆိုတာကတော့တက်တေတာတကားနဲ့တကွာပြနိုင်တဲ့အရာတွေပေါ့နော်။အဲ့ဒါကိုသမိုင်းလို့ခေါ်ပါတယ်။ဒဏ္ဍာရီဆိုတာကတော့ဒါတက်တေတာတကားမရှိဘဲနဲ့ဒါနှုတ်ပြောရာဇဝင်တွေပေါ့နော်။ပြောချင်တာကဒါပြူစောရီမီကကြားကြီးတို့ရှူးပြန်ကြီးတို့ငှက်ကြီးတို့နှိမ်နှင်းခဲ့တယ်ဆိုတာလက်တွေ့ပြနိုင်တဲ့အရာတော့မဟုတ်ဘူးပေါ့နော်။ဒါပေမဲ့လည်းမြန်မာနိုင်ငံသမိုင်းနဲ့ကြည်လိုက်ရင်ဒါကြီးကဆက်နေတယ်ပေါ့နော်။ဆိုတော့ဒါကြီးကိုလည်းဖယ်ထုတ်ထားလို့မရဘူး။အဲ့ဒါကိုဒဏ္ဍာရီလို့ခေါ်ပါတယ်။အလောင်းစီသူမင်းကြီးကအညိုးညွန့်ရေဖြစ်တယ်ဆိုပြီးတော့ပြောခဲ့တယ်ပေါ့နော်အဲ့ဒီဟာကလည်းဒါဒဏ္ဍာရီလို့ပြောလို့ရပါတယ်တကယ်သမိုင်းပညာရှင်တွေသုံးသပ်ထားတာကတော့ဒီအလောင်းစီသူမင်းကစံရောင်းတာတမန်တူးဖော်တဲ့အတတ်ပညာမှာတအားကိုကျွမ်းကျင်လို့ဘယ်နေရာမဆိုသူကရေရအောင်လုံနိုင်နေစိုက်ပျိုးရေးတွေကိုကျွမ်းကျင်လုံနိုင်နေဆိုပြီးတော့ဒါပြောကြတယ်ပေါ့နော်ဘယ်ဟာအမှန်လဲဆိုတာတော့ဒါကိုယ့်ဘကိုပဲဆုံးဖြတ်ကြည့်ပေါ့နော်ဒါဆိုရင်ဇလန်ကိုဆက်သွားရအောင်ဟစ်တလာငယ်စဉ်ကလေးကဒီလှန်ကိုမြင်ခဲ့တယ်လှန်ကိုအစွမ်းထက်တဲ့အဆောင်တစ်ခုလိုယုံကြည်ခဲ့တယ်ပြီးတော့ကဘာဟိုအုပ်စုကိုလှန်ကိုလိုချင်ခဲ့တယ်ဆိုတဲ့ဇလန်ရဲ့အဓိကအရင်းမြစ်က1980ပြည့်လွန်နှစ်တွေမှာ Trevor Ravenscroft ရေးသားခဲ့တဲ့ကံကြမ္မာလှန်ဆိုတဲ့စာအုပ်ဖြစ်ပါတယ်အဲ့ဒီကနေဆင်းသက်လာတယ်ပေါ့နော်ဒီစာအုပ်ကဟစ်တလာနဲ့လှန်ကြားမှာလျှို့ဝှက်ဆန်းကျယ်တဲ့ဆက်နွယ်မှုတစ်ခုရှိခဲ့တယ်ဆိုပြီးတော့ဇလန်ကိုအလွန်အကျွံကိုချဲ့တွင်ဖော်ပြခဲ့တယ်ဒါပေမဲ့သမိုင်းပညာရှင်တွေကဒီဇလန်ကိုသတိထားဖို့ပြောခဲ့ပါတယ်1945ခုနှစ်ဧပြီလမှာမဟာမိတ်တပ်တွေကနူရန်ဘတ်ကိုသိမ်းပိုက်ပြီးတော့လှန်ကိုနာဇီတွေလက်ကနေပြန်လည်ရယူလိုက်တဲ့အချိန်နဲ့ AB 30ရက်မှာဟစ်တလာကိုဆုံးစီရင်ခဲ့တဲ့အဖြစ်ပြတကယ်ပဲတိုက်ဆိုင်မှုတက်တက်လား
လှန်ကိုဆုံးရှုံးလိုက်ရတဲ့အချိန်မှာဟစ်တလာရဲ့ကံကြမ္မာကလည်းဆုံးသက်သွားတာလားအဲ့ဒါကိုတော့ကိုယ့်ဘာသာကိုကြိုက်သလိုဆုံးဖြတ်ကြည့်လို့ရပါတယ်တကယ်လို့ဆုံးဖြတ်ထားတာရှိတယ်ဆိုရင်လည်းကျွန်တော် comment မှာရေးပေးခဲ့ပါအောင်ဒါနဲ့ဒီလှန်ပြောက်သွားတာနဲ့ဟစ်တလာရဲ့တည်ဆုံးမှုဟာဒါတက်စီပဲဘာမှလည်းမဆိုင်ဘူးဒါတိုက်ဆိုင်မှုတစ်ခုခုလို့ထင်လဲထင်ပေါ့နော်ဘလိုပဲဖြစ်ဖြစ်ပါဗီယက်နာပြတိုက်ရဲ့ရှင်းလင်းချက်မှာတော့မှဒီလှန်ဟာရာစုနှစ်များစွာအတွင်းအာနာတရားဝင်အုပ်ချုပ်ခွင့်နဲ့အောင်ပွဲတို့ကိုကိုစားပြုခဲ့ပြီးတော့တချိန်ကစစ်ပွဲရဲ့ရလဒ်ကိုတော့ပြောင်းလဲပေးနိုင်တယ်လို့ယုံကြည်ခဲ့ကြကြောင်းဖော်ပြထားတယ်ဒါဆိုရင်တော့ဒါဟစ်တလာရှာခြင်းလဲရှာခြင်းစရာပဲပေါ့နော်